အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မနက်ပိုင်းကတော့ရှာတီဦးတို့ကတော့နေတာတာပေါ့ဗျာအခုတော့လည်းစားသမားလေးကြိုက်ဖြစ်သွားပြီပေါ့အားစားသမားကြိုက်ကျွန်တော်တို့အခုဒီနေ့လုံးမဲ့အစီအစဉ်လေးရှိပါတယ်ဒီနေ့အစီအစဉ်ကတော့လူရှင်ပိုပိုတို့မိသားစုကနေပြီးတော့လှူဒန်းတာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်ဟိုသွားရောက်လှူဒန်းပါလဲဆိုတော့နေပြီးတော့ဒခိနာတီရီမြို့နယ်ညံလန်း204မိုင်3ဖာလုံးရဲ့ဘေးမှာရှိတဲ့အာစိန်နာတီရီမိဘမဲ့ပရိုက်တာကျောင်းမှာသွားရောက်လှူဒန်းမှာဖြစ်ပါတယ်အကျောင်းမှာဆိုရင်ကလေးဦးရေက150လောက်ရှိတယ်လို့သိရပါတယ်တော့ဆရာတော်နဲ့လည်းဆက်သွယ်လုပ်ထားပါတယ်ကျွန်တော်တို့လှူဒန်းမဲ့ပစ္စည်းတွေဆိုရင်ဆန်နေပါမယ်ကြာဆန်ပါမယ်အာလူကြော်တွေပါမယ်မုံတွေပါမယ်ကျွန်တော်စီပါမယ်ပြီးရင်ကျွန်တော်တို့ဒီဟင်းချက်ဖို့ပေါ့နော်ဟင်းချက်ဖို့ဆိုသင်းငံပြားကြီးတို့ကတော့အစပါပါမယ်ဗျဒါတွေကကျွန်တော်တို့အာစိန်နာတီရီပြီးပါမယ်ပရိုက်တာကျောင်းလေးကဒီ204မိုင်3ဖာလုံးမှာတဲတာမကြသေးဘူးပေါ့ဗျမကြသေးတဲ့အတွက်ကျောင်းမှာလိုအပ်ချက်တွေရှိတယ်ဆရာတော်ရဲ့ပြောကြားချက်အရဆိုရင်ကျောင်းဖွင့်ကာလနီးလာပြီလည်းဖြစ်တဲ့အတွက်ကျောင်းသုံးကိရိယာပစ္စည်းတွေကလေးတွေအတွက်ဖက်နက်တွေဒေါ်ဘိုအိတ်တွေပြီးတော့ကလေးတွေအတွက်150လောက်ရှိရတဲ့အတွက်နေ့စဉ်ကျွေးမွေးနေရတဲ့စံရိတ်ခါကြောင့်အဓိကလိုအပ်တာပေါ့ဗျာဆရာတော်စီကနေပြီးတော့အဓိကလိုအပ်တဲ့အချက်ကတော့အဲ့ဒါကြီးလို့သိရပါတယ်ပြီးရင်ကျွန်တော်တို့ဒါတွေကိုတွားရောက်လှူဒန်းမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်မှကြည့်ရှုပေးကြပါခင်ဗျာအားပေးကြပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုဒါအာစိန်နာရီတီရီပရိုက်တာကျောင်းသွားဖို့နေပြီးတော့လည်းထွက်နေတာပေါ့နော်ကျွန်တော်တို့မိုင်းနေယာကနေပြီးတော့ထွက်ရမှာဖြစ်ပါတယ်မိုင်းနေယာအောက်ကနေပြီးတော့မှအမြန်လမ်းဘေးကရှင်တဲ့လမ်းလေးတိုင်းသွားပြီးတော့204မိုင်3ဖာလုံးမှာရှိတာဖြစ်ပါတယ်ကျွန်တော်တို့အခုသွားရောက်လှူဒန်းတာဖြစ်ပါတယ်ဒီအာစိန်နာတီရီပရိုက်တာကျောင်းလေးကိုလှူဒန်းခြင်းနဲ့ဆိုရင်နေပြီးတော့အတွင်းရလူတွေကတော့အမြန်လမ်းဂိတ်ကဒီမိုင်း200ဂိတ်ပေါ့နော်ကျွန်တော်တို့နေပြီးတော့ခေါ်ကြတာမိုင်း200ဂိတ်ကိုသွားမယ်အမြန်လမ်းအောက်ကနေပြီးတော့မှထွက်မယ်ထွက်ပြီးတော့တွေ့ချင်းလမ်းလေးကိုညာလေးချိုးပြီးတော့သွားရမှာဖြစ်ပါတယ်ရန်ကုန်မန္တလေးဘက်ကလာရောက်လှူဒန်းတဲ့သူတွေလည်းဒီအမြန်လမ်းမိုင်း200ဂိတ်ကြရင်အဲ့လမ်းပေါ်လေးကဆင်းပြီးတော့ဝင်သွားပြီးတော့လှူဒန်းလို့ရပါတယ်ဗျကျွန်တော်အခုဆိုရင်သွားရောက်လှူဒန်းတာဖြစ်ပါတယ်ကျွန်တော်တို့နဲ့တူလိုက်ခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျကျွန်တော်အခုဆိုရင်ဒါမိုင်း200ဂိတ်ပေါ့နော်ချိန်မှာမိုင်း200လုံခြုံရေးဂိတ်ရှိတယ်ကျွန်တော်တို့ဒီမိုင်း200လုံခြုံရေးဂိတ်မှာကျွန်တော်စီရင်တရင်လေးဝင်ဖို့ပဲပေါ့ဗျာเนาะကျွန်တော်တို့ဝင်ထွက်အတွက်လုံခြုံရေးဆောင်ရွက်နေတဲ့တပ်ဖွဲ့တွေရှိတယ်ဟိုကျွန်တော်တို့တရင်လေးဝင်ပြီးတော့ပို့ပြီးတော့ဘက်ကိုဆက်ထွက်မှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ကမိုင်း200ဂိတ်ကိုရောက်ပါပြီဗျာအမြန်လန်းတိုးဂိတ်ကိုကြော်လာတယ်တိုးဂိတ်ကနေပြီးတော့မှလုံခြုံရေးဂိတ်ပေါ့နော်အမြန်လန်းလုံခြုံရေးဂိတ်ကနေပြီးတော့မှအမြန်လန်းအောက်ကနေပြီးတော့ထွက်လိုက်တယ်ထွက်ပြီးတော့တွေ့ချင်းညာဘက်လမ်းကြောလေးတွေကို꿰ပြီးတော့ဝင်လာလိုက်တယ်ဗျဒါအခုဆိုရင်ဒါအမြန်လန်းကြီးနဲ့ဘေးရင်ကရှင်ပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်ဒါအပေါ်ကအမြန်လန်းပါဗျဒါဒီကျွန်တော်တို့ကအမြန်လန်းရဲ့ဘေးနားလေးမှာကျွန်တော်ကအခု204မိုင်3ဖာလောက်ရောက်တဲ့အထိဒီလမ်းကရှင်ပြီးတော့အဲ့လိုမျိုးသွားနေတာဖြစ်ပါတယ်ဒါအာစိန်နာသီရိပရိုက်တာကျောင်းကိုသွားတဲ့လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအာစိန်နာသီရိပရိုက်တာကျောင်းကိုသွားတဲ့လမ်းမှာဒီလမ်းဘေးမှာဘာရှိလဲဆိုရင်သဘာဝတရားရိပ်တာကနေပြီးဖွင့်လှစ်ထားတဲ့ရိပ်တာကြီးလည်းရှိတယ်ဗျသဘာဝတရားရိပ်တာဆရာတော်ဗောနော်သဘာဝတရားရိပ်တာတန်လျင်ကနေပြီးတော့မှဒီနေပြီးတော့မှလာပြီးတော့ဖွင့်နေတာသဘာဝရိပ်တာဗုဒ္ဓဝိယင်အာရှအမြန်လမ်းနေပြီးတော့ဆိုတဲ့ရိပ်တာကြီးလည်းရှိတယ်ဒီရိပ်တာကြီးကိုလည်းဝင်ရောက်ဖူးမြော်လို့ရပါတယ်ခင်ဗျဝင်နေတဲ့အလမ်းလေးဖြစ်ပါတယ်ဒီအာစိန်နာသီရိပရိုက်တာကျောင်းကတီထောင်ထားတာမကြသေးပါဘူးနေပြီးတော့မှကျောင်းတိုက်ကြီးကပင်မကျောင်းတိုက်ကြီးမှာရှိပါတယ်ဒါနေပြီးတော့ကျောင်းတိုက်ခွဲဖြစ်ပါတယ်ဒါအခုဆိုရင်တော့မြေသားလမ်းဘက်ကိုရောက်သွားပါပြီမိုးကရွာထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထိန်းမောင်းနေရတာဖြစ်ပါတယ်လာမယ်ဆိုရင်တော့ကားအမြင့်လေးတွေနေရာတော့အဆင်ပြေမယ်ထင်ပါတယ်ဒီကားနှိမ့်လေးတွေကြရင်တော့မိုးရွာထားရင်တော့နည်းနည်းလေးစင်သိမ့်မပြေပါဘူးရှေ့ကကျောင်းဆောင်ကြီးပါပဲခင်ဗျရှေ့ကကျောင်းဆောင်ကြီးအာစိန်နာသီရိကျောင်းဆောင်ကြီးဖြစ်ပါတယ်ဟိုချန်စီယိုးတွေဘာတွေလဲအုတ်တိုင်းတွေဘာတွေလဲမခတ်နိုင်သေးပါဘူးကျောင်းမုံတွေဘာတွေတော့မှမရှိသေးပါဘူးဆရာတော်စီမှာလမ်းနဲ့ဥစ္စာနဲ့ပဲအဆင်ပြေအောင်လုပ်ထားသေးတာရှိပါတယ်နေတာဆိုရင်လည်းခုလိုဟိုတိမ်ကျောင်းတို့ဘာတို့ဒါပဲတိတိချာချာလုပ်ထားပြီးတော့ဆရာတော်နေတာအစဒီလိုတိုက်တဲကျောင်းနဲ့ပဲနေရသေးတာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့လူပွဲတမ်းမဲ့ဥစ္စာလေးတွေကိုလိုက်လံကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျအခုဆိုရင်ကျွန်တော်တို့ဒီလူမဲ့ပစ္စည်းတွေကိုပေါ့ချနေတာဖြစ်ပါတယ်ကြာစံပါတယ်နောက်ကျွန်တော်တို့ကြက်ဥတွေပါတယ်ခောက်ဆွဲကြောက်တွေပါတယ်အေးကတ်တွေပါတယ်ကြက်ဥပါတယ်ငုံဥလည်းပါတယ်စံအိတ်တွေလည်းပါတယ်ဗျကျောင်းမှာတော့ဆရာတော်ပြောတာတော့ကလေးက150ဟိုဝေယဝစ္စလုံးတဲ့ကလေးကြီးတွေရောပေါ့နော်အဲဆို150လောက်ရှိတယ်လို့ပြောတယ်ဒါအခုဆိုရင်တော့ဒီနာချတဲ့ကလေးတွေတောင်မှပဲဒါတော့အရွယ်ရောက်တဲ့ကလေးလေးလည်းရှိနေပါဘူးမမခောက်ဆွဲကြောက်တွေပါပါတယ်ကြက်ဥလေးပါပါတယ်ငုံလည်းပါတယ်လို့ပြောတယ်ဗျငုံလည်းလုံး900လောက်ပါတယ်အာစိန်နာသီရိပရိုက်တာကျောင်းတိုင်းကိုအကိုတယောက်ကကျွန်တော်မိသားစုလှူကျင်တယ်ဆိုတော့ဒါကျွန်တော်တို့လိုက်ပို့တာဖြစ်ပါတယ်
ကျွန်တော်တို့ကတော့ကုသိုလ်ကြိုးဆောင်ပါခင်ဗျာအလူရှင်ကတော့ကျွန်တော်တို့ကတော့ကိုဘိုးကြီးလို့ကျွန်တော်နဲ့ခေါ်တဲ့ရှင်ဖြိုးတော့အမမမေစင်ကျွဲမိသားစုကဖြစ်ပါတယ်ဒါကိုကြီးတို့ကဒီလိုကလေးတွေမျိုးចောင်းတိုက်တွေကိုလိုက်လံထူထမ်းနေတဲ့မိသားစုလည်းဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့ကလင်းငယ်တွေကိုအချိုရည်တွေမုံတွေကိုကိုထိလက်ရောက်လူတန်းပေးတာဖြစ်ပါတယ်ဆရာတော်ကိုယ်တိုင်ကဒီကလေးတွေကိုတန်းစီပြီးတော့မှဝေစေတာဖြစ်ပါတယ်လူရှင်တွေဓာတ်ရိုက်လူတန်းလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ